ကဲပြီးတော့ရေအစတော့ကအပိုင်းလေးကိုစောစောစီးမတင်ပြချင်သေးဘူးဒါပေမဲ့လူလိန်လူညာလူရောက်มาတွေကမမူကအပိုင်းတစ်ဖော်ပြီးဆိုရင်အပိုင်းလေးကမမူကဘာကိုဖော်မလဲဆိုတာဟာသူတို့ဘက်ကနော်ပူလောင်ပြီးတော့နော်မမူသူတို့အစစ်မမူအရင်ဖော်မှာသူတို့ကကြောက်ပြီးတော့သူတို့တွေကထွက်လာပြီးသူတို့နေလို့မနိုင်တော့ဘူးပြီးတော့မမူဖော်လိုက်မှစင်းစရာချပြတယ်ချပြတဲ့စင်းစရာအကောင်လုံးမပါသေးဘူးစီပြီးတော့နော်နည်းနည်းနော်ပဲသူတို့ချပြတာပါโอเคနော်ပြီးတော့မနေ့တုန်းကမမူပြောတဲ့အပိုင်းတစ်ကအဲ့ဒီပူတူကပေါ့နော်သူလူခံပေးတဲ့ acid လောင်ခံတဲ့အဖွားကြီးကလေပူတူကအသိန်း30ပဲတော့ပေးသေးတယ်ဆိုတာမားတယ်ပြီးတော့နော်မမို့ပြောတာနည်းနည်းမားတယ်မမို့နားထောင်တာနည်းနည်းလွဲသွားတယ်အဖွားကြီးကိုပူတူတော့ပေးတာကျငွေ2သိန်းကျပဲပေးပါတယ်စင်ကျအသိန်း30မဟုတ်ဘူးနော်ဘာလို့ဆိုတော့ပရိဟိတတစ်ဖွဲ့စီတယ်ပြီးတော့သူတို့တွေကနာနေတဲ့သူတွေကိုသူတို့လိုက်တော့ကြည့်တယ်မင်းမြန်းနဲ့စစ်စစ်တာပေါ့နော်အဲ့ဒီအဖွားကြီးကိုသူတို့တော်မေးတဲ့သူတို့တော်ပြီးတော့မေးလိုက်တယ်ပူတူစီမှာအလူငွေဘယ်လောက်ရလဲဆိုတော့အဖွားကြီးကပြောတယ်ပူတူကပထမအတစ်ချိန်လာတာကျမကို2သိန်းကျပေးတယ်2ချိန်လာတော့2သိန်းကျပေးတယ်စုစုပေါင်း2သိန်းပဲအသိန်း30မဟုတ်ဘူးနော်ပြီးတော့နော်အဲ့ဒါပဲနော်ဟိုမှာပူတူရဲ့အနောက်ကလက်မဲကြီးဒါမှမဟုတ်ပြောချင်တာအပိုင်းလေးဆိုတာလက်မဲကြီးအကြောင်းပေါ့နော်ပူတူအနောက်မှာလက်မဲကြီးတယောက်ရှိတယ်အဲ့ဒီလက်မဲကြီးကမွတ်စလင်အမျိုးသမီးပေါ့နော်အဲ့ဒီလက်မဲကြီးက USA မှာရှိတယ်ပူတူရဲ့ဖိတ်ကသူနဲ့ပူတူနဲ့တူကန်တာပေါ့ပူတူကစာတလုံးမှမတတ်ဘူးပြီးတော့နော်သူစာမတတ်လို့မှမဟုတ်သူ့အထင်သေးတာမဟုတ်ဘူး तू ကသူငယ်တန်းစာတလုံးမှရေးလို့မတတ်ဘူးစင်အလူစင်တွေပြည်သူတွေတွားပြီးတော့ message မှာဆက်သွယ်တာပဲဖြစ်နေတို့တွေ့တဲ့ပို့တွေအခုတင်တဲ့စာတွေ comment ထဲမှာပူတူကသွားပြီးတော့စာတွေရေးတာတွေပူတူမဟုတ်ဘူးနော်သူ့အနောက်ကလက်မဲကြီးတခိုးမကြီးလူလိမ်မကြီးနော်ပူတူနဲ့အလူငွေရလို့ရှိရင်100ရာခိုင်နှုန်းဆိုရင် तू က80ရာခိုင်နှုန်းယူတယ်ပူတူကိုနော်ပူတူကို30ရာခိုင်နှုန်းပေးတယ်ပူတူကို30ရာခိုင်နှုန်းပေးလို့ရှိရင်အဲ့ဒီ30ရာခိုင်နှုန်းကပူတူအလူစင်ကို2% 3%ပဲပြန်တော့ပေးတယ်20ကျော်ကိုပူတူအကောင်လုံးအဲ့ထဲမှာထည့်တယ်အဲ့ဒါအမှန်တရားအခုသူချပြတဲ့စင်ရီကအသိန်း40ကျော်ပဲသူပြောတယ်နော်အဲ့ဒီအသိန်း40ကျော်တဲမှာအဲ့ဒီအသိန်း40ကျော်တဲမှာပူတူအဲ့ဒီဖွားကြီးကို2သိန်းပဲပေးရသေးတယ်စင်ဘာဖြစ်လို့အဲ့ဒီငွေအသိန်း40ကျော်ကိုလူနာကိုအကောင်လုံးမပေးတာလဲအစစ်ခံတဲ့အဖွားကြီးမမပြောတယ်နော်တတင်းကတော်တော်နာမည်ကြော်တာနော်လူတွေ့တာတန်ပေါင်းများစွာပဲလေသူတို့ချပြတာ40ကျော်ဘယ်မှမပြောပြီးနော်သိန်းထောင်နဲ့ချီပြီးတော့ရတာโอเคအဲ့ဒီငွေကအခုသူတို့ချပြတဲ့စင်ရီအသိန်း40ကျော်တာမှအဖွားကြီးကိုသူတို့2သိန်းပဲပေးတယ်ဘာဖြစ်လို့အကောင်လုံးပေးတာလဲဒီသူတို့ပူတူလူခံတာကေပေဘန်မစီကေပေဘန်မကဘူးနော်ထိုင်းဘန်စီတယ်နိုင်ငံခြားဘန်စီတယ်ဘန်အလုံးပေါင်းများစွာဘန်အမျိုးအစားအများကြီးပဲသူတို့လူခံတယ်ဘာဖြစ်လို့သူချပြတာကြာနဲ့ပဲဒေါ်လာတို့ဘငွေတို့မရှိဘူးလားနော်မမပြောထားပြီနော်သူတို့ရတာထောင်နဲ့ချီပြီးတော့သိန်းထောင်နဲ့ချီပြီးတော့သူတို့ရတာသိန်း40ကျော်မကဘူးပြီတို့မမိုးလိန်လို့စီမမိုးတခုခုပြစ်သွားပါစေသူတို့ဘက်ကလိန်လို့စီသူတို့အသေးချင်းဆိုနဲ့သေးပါစီသေမကောင်းပါစေနဲ့သူတို့ဒုက္ခအကြီးကြီးရောက်ပါစေလို့မှမဆုတောင်းတယ်ပြီးတော့ဒီသူတွေမှမပြောတဲ့စကားကိုမယုံလို့ရှိရင်ပူတူစီမှာသွားလူလိုက်တဲ့လူအားလုံးစီဟိုသူတို့စီမှာတချို့မှဆိုရင်ဒီလိုမျိုးနာရေးတွေကြတော့လေလူတွေအများအပြည့်ဗန်ဖြတ်ပို့ပြီးလို့ရှိရင်ပြီးဖြတ်ပိုင်းတွေမပို့လာဘူးပေါ့နော်သူတို့စီမှာဖြတ်ပိုင်းတွေမပို့ဘူးဒီလိုမျိုးပဲ online ပေါ်မှာပူတူရဲ့အကောင့်လာထည့်ပေးလိုက်တယ်နော်အဲ့လိုမျိုးလူပေးလိုက်တာအများကြီးပဲ social media ပေါ်မှာရတဲ့ငွေအားလုံးအဲ့ဒီအဖွားကြီးလက်မဲကြီး USA မှာနော်ပူတူအနောက်မှာနေတဲ့လက်မဲကြီးကအကောင်လုံးကျုံးတာပြီးတော့အကောင်လုံးကျုံးတာမြန်မာငွေအသိန်း1000ရမလားအသိန်း1000ရမလားအသိန်း100ရမလားပူတူကို30ရာခိုင်နှုန်းပဲသူပေးတယ်80ရာခိုင်နှုန်းသူကလုံးယူတယ်နော်ကြည့်လိုက်လေအခုသူချပြတာစရင်စရာအသိန်း40ကျော်ထားလိုက်ပါတော့အဖွားကြီးကိုပူတူ2သိန်းပဲတော့ပေးတယ်လေအဲ့ဒီအသိန်း40ကျော်ကသူတို့ဘယ်မှာထားလဲလို့ပြည်သူတွေတော့မေးပေးပါနော်ပြီးတော့သူတို့အလူခံတဲ့ကေပေးရဲ့စာအုပ်စရင်ကိုဘန်ထဲမှာတော့သွင်းအကောင်လုံးစရင်စစ်ထိုင်းဘန်ကိုထိုင်းဘန်တွေလား USA ဘန်တွေလားအကောင်လုံးစရင်စစ်ခိုင်းပူတူရွာထဲမှာပတ်စုနဲ့လောင်းကစားတာဘာလောင်းကစားလဲဆိုတော့ကြက်တိုက်တဲ့လောင်းကစားပြီးတော့ကြက်တိုက်တာလေနေ့တိုင်းပဲကြက်တိုက်တာဆုံးတာအသိန်းရာပေါင်းများစွာထောင်နဲ့နင်းပါပဲသိန်းထောင်ချီနင်းပါပဲဆုံးတာပူတူဘယ်လိုမျိုးနေရင်ထိုင်ရင်ပရိဟိတဖြစ်သွားလဲဆိုတော့အဲ့ဒီမေအေလို့တခိုးကြီးမအလားခွေးလိုင်းတာရအဖွဲနဲ့သွားပေါင်းလို့အဲ့တော့သူကပရိဟိတဖြစ်လာတာနော်အဲ့ဒီနွားရဲ့တပည့်ပေါ့အဲ့ဒီလိုင်းသားရမအလားခွေးတွေကဆက်ချင်းလူတွေကမသိဘူးရိုးသားပါတယ်ရိုးသူများတွေကရိုးသားတယ်လို့ထင်တယ်ကြာလာတော့သူတို့တွေကတခိုးလဲခိုးတယ်စားလဲစားတယ်ဒလန်အကြီးစားလဲဖြစ်တယ်မအလားလူရင်လဲဖြစ်တယ်နော်နောက်ဆုံးတော့တိတ်ပြီးတော့လူခံလို့မရတော့ဘူးပြည်သူတွေကသူတို့အကြောင်းသိပြီလေဒါပုတူကလူမသိဘူးဆိုတော့နော်အဲ့လိုမျိုးလောက်လိုက်တာပုတူကိုအတောင်ချပြီးတော့ဒီလိုမျိုးလောက်ရမယ်ဆိုတာတင်ပေးတာအဲ့ဒါပုတူလည်းနေရင်းနဲ့ပရိုက်တာဖြစ်လာတယ်နော်မယုံလို့စင်မမိုးဗီဒီယိုပြမယ်ဒီမှာပြီတို့ပူတူကဒီလိုင်တာရဲ့နွားတွေ့လားလိုင်တာရနော်မအလားဒလန်အကြီးစား
နော်မလာစစ်ခွေးနဲ့မလာလူနဲ့အမြဲတမ်းပဲဗီဒီယိုတွေတင်တပ်ပုံတွေရိုက်နော်ဒီမအေလိုကသူ့ရဲ့တပည့်ပူတူနော်ဒီနွားကနာမည်ပြက်ထွက်လာတဲ့နောက်ပိုင်းမှာလှုပ်ရှားလို့တိတ်တော့မရတော့ဘူးပူတူကသူ့နေရာမှာပြန်တော့လှုပ်တယ်โอเคနော်အဲ့မှာကြည့်နော်ပူတူကိုကာကွယ်တဲ့လူတချို့မှငါ့ကိုပြောတယ်မမိုးရေပူတူကိုတော့တင်မာနဲ့ပူတူကဒီလန်တာရဖွင့်နေလုံးဝမပတ်သက်ဘူးတဲ့သူလည်းမတူဘူးတဲ့အဲ့ဒါတော့မှမတူဘူးနော်အဲ့ဒါတော့မှမတူဘူးနော်သူပြန်မတူဘူးအဲ့လောက်တော့ဖဲ့နေကြတာနော်တူလို့စရင်ဖင်ချခံရပြီလို့โอเคနော်ပြီးတော့အပိုင်း3လာမယ်ပြီးတော့โอเคအပိုင်း3လာမယ်အပိုင်းนี้ကတော့အဲ့လောက်ပဲကြည့်လိုက်အောင်နော်အပိုင်းนี้ကတော့မိုဘာဒီလာပဲပြောပြတယ်ဆိုတော့သူ့ရဲ့အနောက်ကလက်မဲကြီးက USA ကမွတ်စလင်အဖွားကြီးโอเคနော် USA ကမွတ်စလင်အဖွားကြီးအကောင်လုံးကန်ထားတယ်စာရေးကအစားပို့တင်တာကအစားအလူစင်လာလူပေးတဲ့ငွေအားလုံးကအစားသူကလုံးလက်ခံတယ်အလူငွေ100ရန်ကန်တော့ရလို့ရှိရင်80ရန်ကန်တော့ယူတယ်โอเคနော်ဟိုပုတုကို30ရန်ကန်တော့ပေးတယ်ပုတုလည်းနာနေတဲ့လူတွေကို10%ပြန်တော့ထည့်ပေးတယ်ဒဏ်ရာရတဲ့အဖွားကြီးအစီလောင်ခံတဲ့ဖွားကြီးကျန်တဲ့တင်ကြပဲရသေးတယ်မယုံလို့စင်တော့မေးလိုက်ငါမလိမ်ဘူးသွားတော့မေးလိုက်မယုံလို့စင်အပိုင်း3ထားလာမယ်အခုခမစ်တစ်ခုလေးမမဖတ်ပေးမယ်နော်စာသာမတတ်ဘူးပြောတာဆရာကြီးပဲတဲ့အဲ့လိုမျိုးနော် bread up plan တွေ admire တွေအကုန်အလောက်ခန့်ထားတာလူကြပါအောင်တဲ့ပြီးတော့ပုတုအကောင့်နဲ့လာပြီးတော့ reply တဲ့အဲ့ဒီလက်မဲကြီးနော်ပုတုပရိတာလောက်လို့ဆရာမတယောက်ကအခကြေးငွေမယူပုတုအတွက်ကူညီတာပါတဲ့ဆရာမတယောက်မဟုတ်သူပဲနော်အဲ့ဒီလက်မဲကြီးကရေးတာခုနော်ဒီပုတုရဲ့အကောင့်နဲ့ reply ပြန်တာအဲ့ဒီဆရာမကြီးကရေးတာအဲ့ဒီလက်မဲကြီးနော်လက်မဲကြီးကရေးတာနော်ပြီးတော့ပြည်သူတယောက်ကပြန်တော့ရေးတဲ့ SO social media ကရတဲ့ငွေတွေဘယ်သူယူနေတာလဲအဲ့ဆရာမလားစင်းပြပါအောင်နောက်ပြီးမင်းအလောက်အကင်တလဝင်ငွေဘယ်လောက်စီးလို့လူနေနိုင်တာလဲနော်ခမီနော်ပြည်သူကိုတင်မသေးနဲ့အခုဒီအသိန်း40ကျော်ကိုလည်းပြည်သူတွေအားလုံးသွားမေးပေးနော်အဖွားကြီးစီမှာဘယ်လောက်ရောက်ပြီလဲလို့သွားမေးပေးလိုက်နော်အဖွားကြီးကမသေးသေးဘူးစီသေးတယ်